ပေါင်150ဝိတ်ကိုတောင်မနိုင်တဲ့အေယာမကြာရွက်ကြီးဒီနေ့ဗီဒီယိုမှာတော့ဗစ်တိုးရီးယားအမေဆုံနီကာဆိုတဲ့အံ့ဖွယ်ရေးကြပင်အကြောင်းပြောပြချင်ပါတယ်ဒီရေးကြပင်ကြီးဟာတင်မြင့်တွေ့နေကြကြပင်တွေနဲ့လုံးဝမတူဘဲစိုက်ကြီးခိုက်ကြီးပါဝါကြီးတဲ့ဆရာကြီးဖြစ်ပါတယ်ဝန်ထမ်းတွေရဲ့အကူအညီနဲ့ဒီကောင်မလေးဟာရှေးပေါ်မှာဘောလုံးပေါ်နေတဲ့အရွယ်ဝိုင်းကြီးပေါ်ဂယုတက်ဆိုင်တက်နေလိုက်ပါတယ်အိမ်နောက်ခြေဆက်လက်ဆက်တင်မလေးခွေထိုင်ချလိုက်ပါတယ်အဲ့ဒါကိုအရွက်ကတိတ်မလို့ရှာပဲအံ့ဖွယ်ငြိမ်သက်နေပါတယ်ဒီပင်ကြီးရဲ့ရွက်တရား6ပေကနေ10ပေအထိကျေပြတ်နိုင်ပါတယ်ဆိုတော့ကလူတစ်ယောက်ဆက်ဆန်ကြီးလဲလို့ရတယ်ဆိုတဲ့သဘောပါပဲဒီအင်ယာမကြာရွက်ကြီးအောက်မှာပင့်ကိုအိမ်ပုံစံဖြန့်ကျက်ပြီးတော့တောင်တင်းထောင်ထနေတဲ့အကြောမြင်နေရှိရကြောင်းအလွန်ခိုင်ခက်အားကောင်းတဲ့ဖွဲ့စည်းပုံရှိနေပါတယ်။ကြပြီးအရွက်အတွင်းမှာလည်းလေအေးတွေရှိနေရကြောင်းပေါင်150လောက်ထိအလေးချိန်ကိုကောက်ကောက်ထမ်းနိုင်နေတာပါ။တခုရှိတာကအရွက်ကထိခိုက်လွယ်တာကြောင့်အပေါ်တက်နေတဲ့အခါခြေဘွားအောက်မှာပလတ်စတစ်ခုံပြားလေးတော့ခံထားပေးရပါတယ်။ဒါကြောင့်ဒီပင်မျိုးတွေ့ရင်ဝမ်းသာအားရနဲ့ပလိန်ကြီးတက်နေလိုက်ရင်တော့အခုလိုရှက်တခွဲကျိုးနေဖြစ်ကုန်ပါလိမ့်မယ်။